The way we are changing the allure. Make Tila swing your Lúc gì đó. Bên này đúng không? Lúc quay tôi lại. Đi xong mình bên này à? Mà anh lúc thế nào vậy lý? Thế nào vậy? Không phải đây. Cái đi mà yang cha ra lệ. Mấy năm nay là tôi bị thoát xia. Yang cha là mấy năm nay là tôi xia này thoát đấy. Mà này how the right. Mấy mà. Không sao. Mấy năm này là tôi. Mấy mà nhìn này nó. Mấy mà lệ, mấy năm này tôi là tôi thoát đấy. Mấy năm là tôi bị rồi mà thoát đấy. Nó. Cô cái lệ, yang cha ra lệ. Mấy năm nay cả. Mấy năm nay. Nè là tôi bị rồi mà. Xí xí mà. nào. Thế mà đã lúc đấy cả mà đó giờ miêu tả được đó kia tôi mua rồi mà mình này nè đã xem luôn nè mình bảo miêu được thuê bị đó đã lúc xin lắng lẽ là nó. Sao? Cho bọn nó lấy cái nào lên nhà số yên Thế cái liêm nhà bỏ vậy, thế cái liêm nhà họ ta đi tụi mình đi mua ra bị lúc bên này ra. Lúc này đông lý cả lúc đó cái u này liêm ngà, sau tụi mình nè tụi lật thuê bị đó đã lúc vậy u xin này miếng này chính chính để để chim ba lại đã. Lúc đó lúc biểu gì mua lúc đó cái mấy mà đấy tết hoa vi mua blu xí lu thì lúcမျိုးလက်တွဲပြီးတော့လူဘဲကိုစင်နွှဲရလာလဲဆိုပြီးတော့ဒါဝေဖန်မှုတွေအရင်မြင့်တက်ပြီးတော့ဒါ social media မှာအတော်လေးကိုရေပန်းစားသွားခဲ့တာဗျတကယ်တော့ဦးနေလျံကတကွက်ပြသွားခဲ့တာဗျသူဘလို့ပြသွားခဲ့တာလဲကျွန်တော်တို့အားလုံးအတူတူကြည့်ကြည့်ကြရအောင်ပါပြုံးနေတာနော်လူတကာကိုကြည့်လိုက်အောင်လုံးဝပါးရချိတ်နေနားချိတ်နေအောင်ပြုံးနေတာနော်ရွှေသမီးကလည်းလုံးဝမော်လို့ပျော်လို့ပဲဗျာနော်တကယ်ကို live ဖက်တယ်လို့ပဲပြောအောင်ဘယ်နဲ့လဲမမဆောင်ခံရတယ်ဗျာထဲပါတယ်ဗျာတီလာရွှေမြို့တော်လူတကာကြီးဦးနေလင်းအောင်စေတနာတွေကောင်းလာသနော်ဆိုပြီးတော့နော်တချင်းတွေကလည်းကိုပိုင်တေးတွေခေါ်ပြီးတော့ကိုတေးဒစ်ဆိုတွေခေါ်ပြီးတော့ကိုဆင်နွှဲခဲ့တာနော်မေးတယ်ပဲရောလဲflying kiss တွေနဲ့လူမာကြီးတရားပြဖြူဒေါကီသွဲမိုးတယ်နော်နောက်ထပ်ဒါပထမမိန်းမတယောက်လူမာကြီးပါရမီဖြစ်ပဲဒေါ်စင်မျိုးထက်တယ်စာဆိုတွေကနော်စာဆိုတွေတခြားခေါ်ရတာနော်သူတို့ကဒါဘလို့လဲဆိုတော့ဦးနေလင်းအောင်ကနေပြီးတော့မှညီမ2ယောက်ကိုတရားဝင်တပြိုင်လေးယူထားတာနော်တရားဝင်ယူထားတာပါရမီဖြစ်ပဲဒေါ်စင်မျိုးထက်တယ်ပြောနေတာဗျာအရင်ကပြောနေတာဒါကကြတော့သူ့ရဲ့မိန်းမ2ယောက်ဗျာနော်ဒါ official တရားဝင်မိန်းမ2ယောက်နော်သူ့ရဲ့မိန်းမတွေကိုလည်းသူကကြတော့ရွှေသမီးနဲ့တွဲပြီးတော့သူမိန်းမတွေကြတော့ဒီတိုင်းအထီးထီးအလူရှင်လောင်းလှည့်ရမယ်ဆိုတာမျိုးတော့မဟုတ်ဘူးနော်တကူအောင်အတ္တဆန်တဲ့စိတ်မျိုးတော့မဟုတ်ဘူးငါကတော့မင်းသမီးနဲ့တွဲမယ်နင်တို့ကလည်းမင်းသားနဲ့တွဲဆိုပြီးတော့ဒါတွဲခိုင်းခဲ့တာနော်အဲကြတော့ရှင်မွေးလာတို့မင်းဘုံမြတ်တို့ကိုသူကခေါ်ပြီးတော့သူမိန်းမတွေကိုတွဲခိုင်းတာနော်ပြောကြပဲဗျာဘာပြောအလူပဲလေပြောကြပေါ့အဲ့မှာမင်းသားနော်အလူတကရွှေသမီးနဲ့တွဲတာဒီမှာဒါကသား2ယောက်သမီး2ယောက်နော်သား2ယောက်သမီး2ယောက်ကလည်းတော်တော်လေးကြီးနေပြီဗျာနော်ဒီလူကလည်းဒါပထမဆုံးအချိန်လှူတဲ့အလူမဟုတ်ဘူးတတိယအချိန်မြောက်လှူတဲ့အလူနော်အဲ့ဒါတတိယအချိန်မြောက်ဆိုတော့ပထမအချိန်ဒုတိယအချိန်တွေကကိုမိန်းမနဲ့ဘယ်ညာမိန်းမ2ယောက်ကိုဘယ်ညာရံပြီးတော့သူကအလူပေးခဲ့ပြီးပြီဒီတပွဲကျတော့ထူးထူးဆန်းဆန်းဖြစ်တော့အောင်သူကလှုပ်လိုက်တဲ့သဘောပဲဗျာနော်တကွက်ပြသွားတာအဲ့ကျတော့သူပြသွားတဲ့တကွက်ကဘာလဲဆိုရင်တော့မင်းပတ်စံရှိပြီးတော့မိန်းမတွေလက်ခံလို့ရင်မိန်းမ2ယောက်လည်းယူလို့ရတယ်ဆိုတာကိုပြသွားတာဗျာနော်
ဒါသူညီမငယ်နဲ့တူတယ်ဗျာညီမငယ်လည်းချောတယ်နော်သမီးလေးတွေချစ်စရာလေးဗျာသားလေးတွေရောသမီးလေးတွေရောဖာဘီဖြစ်ပဲဒေါ်စင်မျိုးထက်ကောင်းမှုအလှပွဲတော်တဲ့စာချိုးတွေကကြိုက်တယ်ဗျာဒါစင်ကြီးတွေနော်စင်ရတနာကြီးတွေနဲ့လုံးဝချင်းချင်းတဲတဲကြီးကျင်းပတာနော်နော်သူရဲ့မိမနှစ်ယောက်ကလည်းနော်ရှင်မွေးလာနဲ့ဒါမင်းပုံမြတ်တို့ကိုလက်တွဲပြီးတော့ရှောက်လဲနေတာနော်အလူဝဲယူဒီမှာဒါသူတို့ရဲ့အလူဖိတ်စာဗျာနော်အလူဒါရကဥနေလင်းအောင်အလူဒါရကမှဒေါကေသွဲမှုဒေါ်စင်မျိုးထက်တယ်နော်စာချိုးတွေတဲ့အတိုင်းပဲနော်အဲကြတော့တာလာရတနာနှစ်ယောက်သမီးလာရတနာကလည်းနှစ်ယောက်နော်ဒါတတိယအချိန်မြောက်ရှင်ပြူနာတာအလူတော်မင်္ဂလာကြီးဗျာနော်ဒါပထမချိန်ဒုတိယချိန်ကသူ့ရဲ့ဇနီးမယားနှစ်ယောက်ကိုဘေးညာရန်ပြီးတော့ဒါအလူပေးခဲ့ပြီးသွားပြီဒါတတိယချိန်မြောက်ပေးတာဒါဥနေလင်းအောင်ကလည်းမန်လေးမှာဒါအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းတွေတော်တော်ရှိတယ်လို့သိရတယ်ဗျာနော်ဒါမေဒီလာမြို့နယ်တဲကရွာလေးတရွာမှာမနေ့တော့အလူပဲတွေ့လိုက်ရင်းစုံမရဘက်နေရမှန်တယ်အလူထင်တာပဲလေဟုတ်ပါတယ်မှန်ပါတယ်မှန်တယ်မရဘက်ပဲပေါ့ဟိုစဖြစ်တော့အဲ့ဒီမှာယောက်ျားကလည်းမင်းသမီးနဲ့လက်တွဲပြီးထွက်တယ်ရှေ့မှန်တယ်ရှေ့ကနေတော့မင်းသမီးနဲ့လက်တွဲထွက်တယ်မှန်တယ်မိန်းမကလည်းမိန်းမကလည်းမင်းသားနဲ့အတူတူလက်တွဲတော့ထွက်တယ်မှန်တယ်အဲ့နဲ့လက်တွဲပြီးတော့မှမင်းသားကတပိတ်လွယ်ပြီးတော့မှထွက်တယ်ဒီမှာဒါနောက်ထပ်ဒါအငယ်အတွဲနော်ဟိုကလည်းယောက်ျားကလည်းမင်းသမီးကနဲ့လက်တွဲပြီးတော့မှရှေ့စိတ်နောက်စိတ်နဲ့ထွက်တယ်မှန်တာပေါ့ဗျာမှန်တယ်စစ်တင်နောက်ဆက်ဒီလက်တဲ့လင်းမယားဆိုရင်ပြောပြတာပါတကယ်လင်းမယားမို့ကလေးတွေတောင်မှသားနှစ်ယောက်သမီးနှစ်ယောက်မွေးပြီးသွားပြီလူရှင်အလူအမနော်ဒီနှစ်ယောက်မှာတကယ်ကိုအလူရှင်အလူအမလင်းမယားဆိုလို့ရှိရင်ကျမတို့ကလေယောက်ျားလက်ကိုလည်းမိန်းမကတွဲလို့မိန်းမလက်ကိုလည်းယောက်ျားကတွဲလို့အဲ့လိုယောက်ျားလက်ကိုလည်းမိန်းမတွဲမိန်းမလက်ကိုလည်းယောက်ျားတွဲလို့အလူဝဲကြီးဆင်နွှဲခဲ့တာပထမချိန်ဒုတိယချိန်မှာဆင်နွှဲခဲ့ပြီးပြီဟုတ်တယ်မှန်တယ်အပြည့်တခါတည်းကိုပီတိအပြည့်နဲ့မောကြွားနဲ့ဒီလိုရွှေလက်တွဲပြီးတော့မှရှောက်နေပို့ပြီးတော့မှမတင့်တယ်ဘူးလားတင့်တယ်ပါတယ်ဒါမှမဟုတ်ခုဟာကကိုနေမြော့က तू ကတော့ရွှေသမီးနဲ့တွဲပြီးတော့သူမိမနှစ်ယောက်ကိုတော့ဒီတိုင်းပဲတကိုရီအထီးထီးရှောက်လန်းခိုင်းတာမဟုတ်ဘူးနော်သူမိမနှစ်ယောက်ကိုလည်းဒါမင်းသားတွေကိုလက်ချင်းချိတ်ထည့်ပြီးတော့တွဲခိုင်းတာရဲရောနော်အတ္တမကြည့်ဘူးမြတ်တပဲနော်စီယုံရေးကောင်းတယ်လို့ပဲပြောရမှာကိုနေလေးအောင်စီယုံရေးကောင်းတယ်ထိရတာနဲ့မင်းသားလက်တွဲပြီးတော့ကျမလိုလူမျိုးဆိုမရှောက်နိုင်ဘူးဒါအမရဲ့စိတ်ကိုလင်ကမင်းသမီးနဲ့လက်တွဲပြီးအလူပွဲကိုထွက်နေတာကိုလေကျမဆိုမကြည့်နိုင်ဘူးအမရဲ့သဘောဆန္ဒတော့မှန်ပါတယ်ကျမဆိုရင်ပြောပြတာမှန်ပါတယ်အဲ့တော့လေအတူယူမယူတဲ့ဟာအရာတွေကိုအတူယူတယ်နော်ဟာဟိုဘယ်လိုခေါ်မလဲဟိုမလောက်တဲ့အရာတွေဆိုအကုန်လုံးလိုက်လောက်ကြတယ်အတူမယူတဲ့အရာတွေကိုအကုန်လိုက်လို့ကြတယ်အတူမယူတဲ့အရာတွေအတူလိုက်လို့ကြတယ်တဲ့အဲ့ကြတော့ဒါကတော့အလူပွဲပေါ့အဓိကကတော့ပျော်ရှင်းရှင်းနှွဲကြတယ်ထမင်းချောင်းစီမောင်းတီးပြီးတော့ချင်းရင်တဲဆင်နွဲတဲ့အလူပွဲပေါ့ဗျာဒါကတော့ဒီထူးဆန်းမှုတစ်ခုပေါ့ဒါတကယ်ယူတာတော့မဟုတ်တာဗျာတို့ကဒါဟိုရှောက်အလူမင်္ဂလာဒီရှင်လောင်းလက်ရှောက်တဲ့အချိန်လေးပဲတွဲကြတာဟုတ်ဗျာဒါခင်လိုက်လို့ဗျာဒါအလူဒါရကမနော်ဒါအလူဒါရကမကိုနေလင်းအောင်မက်ကေတဲ့မှုဒေါ်စင်မျိုးထက်တတိယအကြိမ်မြောက်ရှင်ပူနာတာအလူတော်မင်္ဂလာနော်ခင်လိုက်ပျော်နေကြတာပါဗျာတကယ်လည်းတော့အပျော်ဘူးဗျာလူပျော်ရွှင်ရွှင်နဲ့လူရတာ
ခင်လိုက်နော်ခင်လိုက်တို့တကယ်အမှုပညာရှင်နာမည်ကြီးအကျော်မော်တွေနဲ့ဖိတ်ခေါ်ပြီးတော့စီစဉ်ပြီးတော့လှူတဲ့အလှူကြီးဗျာလူတိုင်ကမှလည်းပျော်နေကြတာပါဗျာကိုကျင်နဲ့ရွှေနဲ့ရွှွနဲ့လည်းလဲလို့ရတယ်တဲ့နော်အဲကြတော့ကိုသာရှာနိုင်ဖွေနိုင်လို့ကျွေးနိုင်မွေးနိုင်ရင်တော့မိမတွေဘက်ကလက်ခံရင်တော့နော်မိမနှစ်ယောက်မကလည်းယူလို့ရတယ်နော်တိုင်းနိုင်ငံမှာဆိုရင်ဒါတက်တူးပညာရှင် order ဆော့တော့ဆိုရင်ဒါမိမ၈ယောက်ကိုတောင်ယူထားတာနော်မိမတွေကလှုပ်ကြွေးနေတာနော်ပြီးလို့ရင်လူမာတွေပျော်နေကြတာပါဗျာကျွန်တော်အနေနဲ့ကတော့ဒါအလူရှင်ဦးနေလင်းအောင်ကဘသူတွေဘလူပဲပြောသူကသူတယောက်ထီးရဲ့အတ္တနဲ့ဒါသူကတော့ရွှေသမီးနဲ့တွဲပြီးတော့သူမိမတွေတော့အထီးထီးရှင်အောင်လှည့်ကြဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးသူမိမတွေလည်းထင်ကြရမင်းသားတွေနဲ့တွဲပြီးတော့ဒါရှင်အောင်လှည့်ခိုင်းခဲ့တယ်သူမိမတွေကလည်းပြုံးလို့ပြောလို့မော်လို့ဒါပျော်ရွှင်ကြည်နူးတာယာနေကြတာဗျာနော်အဲဒါကျွန်တော်တို့ကဘေးကနေအကုသိုလ်ယူနေလို့တော့မရဘူးအဲ့ဒါသူတို့ကြည်ပြူကျင်းတဲ့လို့မှာဒါမြန်မာနှစ်ယောက်စလုံးတယောက်တည်းကိုဝိုင်းပြီးတော့ကြိုက်ထားတာလက်ခံထားတာเนาะအဲ့ကြတော့မိမတွေကြည်ပြူကျင်းတဲ့လို့ကိုကလည်းပတ်သက်ရှိလို့ကျွေးနိုင်မွေးနိုင်မယ်ဆိုရင်နှစ်ယောက်မကလည်းယူလို့ရတယ်ဆိုတော့ဒါဥနေလျောင်းကတခွက်ပြသွားခဲ့တာဗျကျွန်တော်ရဲ့အမျိုးတွေရောဒီအလူနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ခံစားချက်တွေကိုဒါကောမမှာရေးခဲ့ပြပါအောင်ဗျ